ကအစိမ်းဆိုရင်ရွေးလိုက်တော့မျက်စိမိတ်ပြီးတော့မင်းမှန်းရွေးလိုက်ကွာအစိမ်းရောဟုတ်ပြီမောင်ထင်ဟုတ်ပြီရလားတစ်ဖက်ပဲယူရမှာနော်တစ်ဖက်ဇက်ကနေပဲပြီးရအလုံးပေါ်လက်တင်ထားလိုက်နော်ရလားမိမိမမြောင်းနော်โอเคအဝါပါပါတယ်နော်ဆိုင်နော်အော်ဒီဘက်နော်ဒီမိလားဒီဘက်နောက်တော့ဝမ်းနိုင်အောင်လို့နော်ဦးကအလုံးတွေပြောင်းမှာနော်ကိုယ့်အောင်မှန်းလို့နော်ရောင်ကြည့်ပြီးတော့လုံးလို့မရဘူးအဲ့နော်အဝါပါပါတယ်ဖြည်းဖြည်းဦးဖြည်းဖြည်းမနေဘူးအမလေးဖြည်းဖြည်းလို့သပင်းလေးကျုပ်မလားဒီဘက်